KFA ကမှာတော့ဒါ Sparrow အနေနဲ့နိုင်ဝက်ပြန်ရသွားမလားဆိုတော့ဒါကျွန်တော်တို့ဒီညမှာစောင့်ကြည့်ရပါမယ်ဗျကဲညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းဒါ၄ရက်ဇက်တိုက်ဒါညီကိုတို့အနိုင်ရတင်မဲ့ပွဲကောင်းတစ်ပွဲကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်ကတော့ဒါ Spa တင်နဲ့ Aston Villa အသင်းတို့ရဲ့ FA Cup ပွဲစဉ်ပဲဖြစ်တယ်ဗျဒီပွဲကတော့ဒီနေ့ည12:15မှာဒါ Spa တင်ရဲ့အိမ်ပွဲမှာတွားရောက်ရှင်မဲ့ကစားကြမှာဖြစ်တယ်ဒီနှစ်သင်းအထက်အတွက်ဆိုမှုကိုကြည့်ရဆိုရင်တော့ဒါ Spa ကအသာစီးရထားတယ်ဆိုပေမဲ့နောက်ဆုံးဒါ9ချိန်ကိုကြည့်မယ်ဆိုရင် Villa က3ချိန်အထိနိုင်ထားပြီးတော့ Spa က2ချိန်ပဲနိုင်ထားတာကိုတွေ့ရတယ် Villa နိုင်ထားတဲ့3ချိန်ကလည်းနောက်ဆုံး3ချိန်ဇက်တိုက်ကိုဒါ Villa အသင်းကအနိုင်ရယူထားတာဖြစ်တယ်ဗျကဲဒီပွဲမှာတော့ဒါ Spa နဲ့ Villa ကိုတည်းတည်းကြီးဖောက်ထားပြီးတော့ဂိုးဝန်းကြီးက380နိုင်ဆိုတဲ့ကြီးတဲ့မျိုးပေးထားတာကိုတွေ့ရတယ်ဆိုတော့ဒါ Spa လို့အသင်းမျိုးကို Villa တို့ကနည်းနည်းလေးတော့ဒါပြားသုံးလေးတော့ကြီးကြောပေးသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်ထားတယ်။ဘာကြောင့်လဲဆိုတော့ Villa ကအလုံးသိကြတဲ့အတိုင်းပဲဒီရာသီတော်တော်လေးပုံစံကောင်းပြနေတဲ့အသင်းဖြစ်တယ်။တစ်ဖက်က Spa ကတော့ဒီရာသီဒါတော်တော်လေးကိုတိုင်ပတ်နေရဗျ။အခုလက်ရှိအဆင့်14မှာရပ်တည်နေရဲ့ဒါ Spa ကဒါ Villa ကဆိုရင်တော့ဒါအခုလက်ရှိအဆင့်3နေရာမှာရပ်တည်နေရဗျ။အခုအမပေးစရာမှာဆိုရင်ဒါ Villa တို့အနေနဲ့ဒါချန်ပီယံဖြစ်ဖို့တောင်မှဒါမျှော်လင့်လို့ရသေးတဲ့အနေထားဗျ။ဒီလိုမျိုးအသင်းတွေ့တာကိုဒါ Villa တို့အနေနဲ့အဝေးကွင်းမှာဒါကြီးကျော်မျိုးလေးတော့ပေးသင့်တယ်လို့ဒါကျွန်တော်တို့အနေနဲ့မြင်မိရဲ့။ဘာကြောင့်ကြီးကျော်မျိုးမပေးလာလဲဆိုရင်တော့ဒီပွဲမှာ Villa တို့ဒါနိုင်ဖို့မသေးကြဘူးလို့ဒါကျွန်တော်မြင်မိရဲ့နိုင်ပွဲတစ်ပွဲဖော်ဆောင်နိုင်မှာမထင်ဘူး Spa ကဒါနောက်ဆုံး3ပွဲသက်တိုက်ကိုဒါနိုင်ပွဲပြောင်းနေရပေါ့နော်ဆိုတော့ဒီနေ့မှာတော့ဒါ FA Cup မှာ Spa တို့အနေနဲ့နိုင်ပွဲပြန်ရှာတွေ့သွားဖို့များတယ်။ရာခိုင်နှုန်းအရတော်တော်လေးများနေရပေါ့နော်။ဒါပေါက်ကြီးရလဲဒါ Spa တို့ဒါအနိုင်ဆုံးသိရလို့ဒါကျွန်တော်အနေနဲ့ခံမှန်းပေးလို့ရတယ်။ပြီးတော့ဒါထိပ်တဲ့တွေ့ဆုံမှုအရမှာလဲဒါနောက်ဆုံး3ညစတိုက် Villa ကတာထားတဲ့အတွက်ကြောင့်မို့ဒီနေ့မှာတော့ဒါ Spa တို့အနေနဲ့အကောင်းဆုံးလက်တုံးပြန်လာမယ်နေတယ်။ကျွန်တော်ဒါ Spa အိမ်ကွင်းမှာ Spa ကိုပဲယုံကြည်လိုက်တာမမှားဘူးလို့ကျွန်တော်မြင်တယ်။ကိုပေါက်မှာတော့ဒါနှစ်သင်းလုံးဂိုးရဖို့တော့နည်းနည်းလေးခက်မယ်။တော်လုံးပြေးဖို့ဆိုတော့ပိုခက်မယ်ဗျ။ Villa တို့ရှေ့ပွဲတွေကတက်တက်ကြီးဂိုးပေါ်ခဲ့တယ်။ပြီးခဲ့တဲ့ပွဲကလည်း Spa တို့အနေနဲ့ဂိုးပေါ်ခဲ့ရဆိုတော့ဒါဒီနေ့ပွဲကတော့ဂိုးအောက်ဖို့ရာခိုင်နှုန်းလည်းများတယ်။ဒါကြောင့်ဒီနေ့ဒါကျွန်တော်ရဲ့ဒါစိတ်ကြရွေးချယ်မှုကတော့ Spa body နဲ့ဂိုးအောက်လေးကတော့ညီကိုတို့အတွက်ဒါအဆင်ပြေနိုင်သောရွေးချယ်မှုလို့ဒါကျွန်တော်အနေနဲ့မြင်မိရကြောင်းဒါရွေးချယ်ပေးလိုက်ပါတယ်။အဲဆိုမောင်ကလိုချင်တဲ့ညီကိုတွေကတော့ဒါကျွန်တော် Telegram channel လေးကို join ပေးထားပါကျွန်တော် Telegram channel မှာ2ရက်ဆက်တိုက်တာညီကိုတို့အဆင်ပြေအောင်ဒါကျွန်တော်ပွဲလေးတွေရွေးခဲ့ပြီးသွားပြီဒါတနေ့ကဆိုရင်လည်းဒါကျွန်တော်9သင်းမောင်းပေါက်တယ် body လေးနိုင်တယ်ဒါမနေ့ကဆိုရင်လည်းဒါကျွန်တော် body 3ပွဲဒါ2ပွဲနိုင်1ပွဲရှုံးဆိုတော့ဒါတော်တော်လေးအဆင်ပြေခဲ့မယ်ထင်တယ်ဒီနေ့မှလည်းဒါမောင်းကတ်တွေရောဒါ body ခြားပွဲတွေပါဒါကျွန်တော်ထပ်ပြီးသွားမှာဖြစ်လို့ကျွန်တော် Telegram channel လေးကိုမ join ရသေးတဲ့ညီကိုတွေကျွန်တော် channel လေးကို join ပေးထားဖို့ပြောချင်ပါတယ်ဗျကဲဒီနေ့ဗီဒီယိုလေးကတော့ပါမယ်နောက်ရက်တင်ကြတယ်ဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေပုံမှန်လေးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်အကောင့်ကို follow လုပ်ရသေးတဲ့ညီကိုတွေ follow လုပ်ပေးထားပါ YouTube မှာ subscribe မလုပ်ရသေးတဲ့ညီကိုတွေက subscribe တစ်ချက်လောက်လုပ်ပေးထားဖို့ပြောချင်ပါတယ်ဗျကဲနောက်ရက်တင်ကြမှာပဲနောက်ထပ်တပွဲကောင်းပွဲစဉ်လေးတွေနဲ့ဒါကျွန်တော်ညီကိုတွေပြန်ဆောင်ကြပါမယ်ဗျအားလုံးပဲပါပါပါဗျ